ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာဟုတ်ကဲ့မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဖွဲ့သူဖွဲ့သားများမောင်လေးညီမလေးများအားလုံးကိုမင်္ဂလာပါလို့အရင်ဆုံးနှုတ်ခွန်းဆက်ပါတယ်နော်ကျွန်တော်ရဲ့အဖွဲ့သူဖွဲ့သားများမောင်လေးညီမလေးများအားလုံးကိုတီတာမြန်နိုး YouTube ကြောင့် channel ကနေပြီးတော့မင်္ဂလာပါလို့အရင်ဆုံးနှုတ်ခွန်းဆက်ပါတယ်ခင်ဗျာအဲ့တော့အကိုမတွေမောင်လေးညီမလေးကျွန်တော်ရဲ့ channel တစ်ခလေးကိုတွေ့တယ်ဆိုရင်လည်း subscribe ဆိုတဲ့ခေါင်းလောင်းလေးကိုနှိပ်ထားပြီးတော့ like လက်မှအသေးလေးတွေပေးထားကြပါအောင်လို့အရင်ဆုံးပြောချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ရဲ့အဖွဲ့သူဖွဲ့သားများပြီးခဲ့တဲ့ပွဲကတော့အကိုမတွေမောင်လေးညီမလေးသိတဲ့အတိုင်းပဲနော်ကျွန်တော်မွေးကနန်းချပေးတယ်နော်မွေးကနန်းချပေးတယ်ဗရိတ်ချပေးတယ်ပတ်သီးချပေးတယ်3သီးသားနဲ့ရတယ်ဒီပွဲမှာလည်းကျွန်တော်ရဲ့မိတ်ဆွေများအတွက်ကိုကျွန်တော်6ရက်5လ2025မှာ9ရက်5လ2025အထိတပတ်စာမွေးကနန်းကိုချပေးတာဖြစ်တယ်နော်ကိုမမောင်လေးညီမလေးပြီးခဲ့တဲ့ပွဲမှာတောက်ကြနေမှာလည်းအောင်တယ်ဗုဒ္ဓဖူးနေ့ကြာတာပရင်းနေ့မှာလည်းအောင်တယ်အင်္ဂါနေ့မှာလည်းအောင်တယ်တနင်္လာနေ့မှာလည်းတနင်္လာနေ့တနေ့ပဲလွဲတယ်အဲ့ဒါဆိုရင်ကျွန်တော်ရဲ့အကိုမတွေမောင်လေးညီမလေးနောက်တစ်ပွဲအတွက်ကိုလည်းအကိုမတွေဗရိတ်နော်ဗရိတ်ကိုမွေးခြင်းတဲ့လူကဗရိတ်ကိုမွေးမယ်ပတ်သီးကိုမွေးခြင်းတဲ့လူကပတ်သီးကိုမွေးမယ်မွေးကနန်း၄ခွက်ကိုမွေးခြင်းတဲ့အကိုမတွေပဲမွေးကနန်း၄ခွက်ကိုမွေးမယ်ဒါဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေတွေ6ရက်5လ2025မှာ9ရက်5လ2025ထိတပတ်စာမွေးကနန်းကခွန်ပတ်သီး5ပတ်သီးအကိုအမတွေခွန်ပတ်သီး5ပတ်သီးခင်ဗျ3မိနစ်စာစနေဆိုတော့ကျွန်တော်ရဲ့မိတ်ဆွေတွေကျွန်တော်ရလို့မရဘူးနော်ခွန်ပတ်သီး5ပတ်သီးစနစ်တွေကိုအကိုအမတွေကို3မိနစ်နဲ့ကျွန်တော်ပြလို့မရဘူးဒါပေမဲ့ကျွန်တော်ယူထားတဲ့စနစ်ကိုအကိုအမတွေကိုကျွန်တော်ပြောမယ်ခွန်ပတ်သီးကဘယ်လိုယူထားတာလဲအကိုအမတွေလိုက်ကြည့်လိုက်သုံးလိုက်တာမှာခွန်ပတ်သီးကဒီဆောင်ပေါင်းနဲ့ခွန်တစ်လုံးကိုနောက်တစ်ပွဲအတွက်ခွန်ပတ်သီးယူထားတယ်နောက်တစ်ချက်ကဒီနှစ်ဗုဒ္ဓဖူးနေ့ညနေဈေးထိပ်စီးတောက်ကြနေမနေ့ဈေးရဲ့ထိပ်စီးနဲ့ဒီဆောင်ပေါင်းချင်းနောက်ခတ်တစ်လုံးယူထားတယ်အဲ့ဒီစနစ်တွေနဲ့ယူထားတာယုံကြည်ရင်ပတ်လို့ရတယ်နော်ခင်ဗျားတို့ခါတိုင်းလို့ကျွန်တော်3မိနစ်နဲ့ဆိုစိုက်တော့ပြလို့မရဘူးပေါ့ဗျာကျွန်တော် channel ကိုလူပြည့်မှာပဲကျွန်တော်ကပြလို့ရမှာဖြစ်တဲ့အတွက်အကိုမတွေတွေ့တယ်ဆိုရင်ကျွန်တော် like ကိုဆော့ဆော့ကြည့်ကြည့်ပြီဆိုရင်ကျွန်တော်ကို subscribe ဆိုတော့ခေါင်းထောင်းလေးကိုနှိပ်ထားမှာဖြစ်မှာဗျအဲ့တော့အကိုမတွေပတ်တီးဒီခွန်ပတ်တီး5ပတ်တီးဟုတ်လားပတ်တီးကခွန်ပတ်တီး5ပတ်တီးဘယ် site နဲ့ယူထားတာလဲဒီတနင်္လာနေ့မနေ့သေးနောက်ဝိတ်အင်္ဂါနေ့ညနေသေးထိပ်ပြီးဒီဆောင်ပေါင်းချင်းနှလုံးပေါင်းချင်းခွန်တီးနောက်တစ်ပွဲမှာမပြောက်ပါသေးပါတယ်ဒါဆိုရင်တောက်ကြနေမနေ့သေးရဲ့ထိပ်ပြီးကြာတာပရင်းနေ့မနေ့သေးရဲ့ထိပ်ပြီးဒီတောက်ကြနေမနေ့သေးရဲ့နောက်ဝိတ်ကြာတာပရင်းနေ့ညနေသေးရဲ့ထိပ်ဗုဒ္ဓဖူးနေ့ညနေသေးရဲ့ထိပ်ပြီးဒီခွန်ဒီ6နှလုံးပေါင်းချင်းက3ဖြစ်တဲ့3ရဲ့နောက်ထပ်5တပြားဒီနောက်ပွဲမှာမပြောက်ပါသေးတယ်ဒီလောက်ပဲပြလို့ရမယ်အဲ့တော့အကိုမတွေဗရိတ်ဒီ2ခွန်ဗရိတ်ကိုရွေးကွက်ကိုငွေမဲ့အကိုမတွေက80ခွန်5ခွန်1နဲ့ခွန်6တကွက်ကောင်းကိုငွေမဲ့မှန်တကွက်လွဲတော့ကွက်မဆဲဘူးဆိုတော့အကိုမတွေ80ဆိုတော့တကွက်ထဲကိုငွေနော်အဲ့ဒါဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေတွေဒီတစ်ပတ်အတွက်ကျွန်တော်တင်ပေးနိုင်တဲ့ခဏကတော့ဒါအကုန်မှာပဲအကိုမတွေကျိုင်းနဲ့တက်တဲ့လူငွေပါမကျိုင်းနဲ့တက်တဲ့လူတွေကြော်တော့ပါကျိုင်းနဲ့တက်တဲ့လူတွေကကျွန်တော်ကို subscribe ဆိုတဲ့ခေါင်းလောင်းလေးကိုနှိပ်ထားပြီး like လက်မှအသေးလေးတွေပေးထားပါအောင်လို့ပြောရင်းနဲ့ကျွန်တော်ရဲ့ live show ကိုနားပါတယ်အကိုမတွေမောင်လေးညီမလေးအားလုံးပဲနော်ကျွန်တော် channel ကြီးမရသေးဘူးကျွန်တော် channel အသေးလေးရပဲတင်ပေးရမှာဖြစ်တဲ့အတွက်အကိုမတွေအားလုံး channel လေးကိုတွေ့ရင် subscribe ဆိုတဲ့ခေါင်းလောင်းလေးကိုနှိပ်ထားပါအောင်လို့ပြောရင်းနဲ့ကျွန်တော် live show လေး